นี่ก็ဟုတ်လားကဲအားလုံးပဲမင်္ဂလာပါဗျဒီမှာကြည့်ပါရဘုရားရတာဆက်ပါဘုရားခဲဝင်ကြပြန်တော့လေဒီကောပါတေးဝှက်ချက်တေးကျိုးကျိုးလေးတစ်ချောင်းချတယ်ဟုတ်ပြီကျိုးလေးတစ်ချောင်းချတယ်လို့ပြောမယ်ဒီမောင်းနေဒီညာလာအမေကတက်ချင်ဘယ်နေနေနေ啊，我也，我看这边啊，大家没多少，啊，我西路这边。来来，这种有点多呢。ကျိုးထားပါဒီကြားရတဲ့ရှိတယ်ကျိုးမရတယ်အကျိုးတော့မရသေးကဲမင်္ဂလာပါဗျာနော်အားလုံးပဲစောင့်မျှော်နေတဲ့တရားပွဲလာပါပြီဗျနည်းလေးပဲကြည့်နည်းလေးပဲကြည့်နိုင်တယ်။ဘာလုံးလုံးနေပါဘာလုံးမဟုတ်ရဟုတ်ပြီလို့ပြောတယ်ပဲချင်းအောင်မနည်းလေးချီတာရပြီရလားဘိုးချင်းမဒီပါဆိုတော့ဒီပါမင်းရလာတဲ့မှာတော့မချင်းဘူးဟာဘာလို့ရှိမမေးအောက်ဆိုင်သူတို့ချောင်းချောင်းပြေးခွင့်ရှိတယ်ပြေးခွင့်ပြီကျမမရဘူးအမေရတယ်ငါးတယ်မှာဒီငါလေးရှိဒီကောင်ကကျတော့ဆက်တယ်အမေတော့ဘာမှမရဘူးဆိုခွေးလဲခွေးလဲนี่ဆုံးတော့ဘာမှမကားဘူးဒီကေကသွားတယ်ဘွားအဲ့လိုဆိုအဲ့လိုဆိုခိုင်းတယ်ကျောင်းမရလားဒီရyes very good very good ကျေပါညီဟိုနေနေရှိတယ်ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒီကတော့တချိုးနဲ့ကလေးလေးဗျဥပကတော့ဒီကုန်းနဲ့ချန်ပီယံလေးခေါင်းပြနဲ့အသေးလေးဗျာနော်နှစ်ဖက်ခြေခွင်ရိုးရိုးထိုးပါဗျပြီးသွားရင်ပြရတယ်။ဓာတာကြီးတဲ့ဝန်အောင်မြေခေါ်တယ်။နော်။မင်္ဂလာပါကိုတီဟောကြီး
ခြေခွင်ရိုးရိုးထိုးပြနော်မင်္ဂလာပါကိုမလိုင်းသားလေးနော်ဒီလိုမှတော့ကျွန်တော်တို့ပေးနှစ်ပေးကို live လွှင့်ထားတယ်ဗျကိုဘရုံကြီးပေးနဲ့ကျွန်တော် focus ချင်းပေးကို live လွှင့်ပေးထားပါတယ်ဗျနော် live share လေးနဲ့ကိုပေးကြပါဦးဗျဘယ်ကဲကြည့်လားချင်းကွင်းကဘယ်နာနဲ့နီးတယ်တဲ့ချင်းကွင်းကကလောနဲ့နီးတယ်လို့နော်ကလောအောင်မအထွက်ကလေပင်းလေးရနာအဲ့နာနီးတယ်ကိုပါပါကင်းနော်မင်္ဂလာပါကိုကောင်းပြေနော်မင်္ဂလာရှိတဲ့နေလေးပါဗျကိုကင်းသွားနေကြကဲပွဲဆပါပြီဗျနော်အားလုံးပဲကျွန်တော်ပြောနေစဉ်ဒီမှာပွဲဆပါပြီကဲနောက်ကတော့ let over အာနာရှင်ကြီးကြည့်ရတာအဆင်မပြေရင်လည်း comment မှာနော်ဝင်ပြီးရေးခဲ့လို့ရတယ်ဗျဟယ်လိုဟုတ်ကဲ့ရာဒီကိုရတော့အဲ့ဘယ်လိုက်လာပဲတက်နေလို့ဆက်ပါမရှိဘူးပြန်ဆက်ခေါ်တော့ဟုတ်ကဲ့ရဖုန်းဆက်ပေးမယ်လေကိုနော်ဟုတ်ကဲ့ကိုမကလက်ဩပါဗျာဟုတ်ကဲ့ကိုတခါရှင်ဘယ်လောက်ပေးမှလဲတဲ့အာဝါတစ်ချက်ပေးမယ်ကိုကောင်းပြီနော်ကဲမကလက်ဩပါlet over ကမောင်ကြီးကျွန်တော်ရိုးထိုးပါစားဆိုတော့စိတ်ရှည်တဲ့သူစားမယ်ဟုတ်ကဲ့ပါကိုဖြိုးရင်နော်ကဲအမကလက် over ပဲကောင်းတူကိုစားပြီးရထားတယ်ဗျကိုကြီးဘယ်ကြီးပေါက်လဲတဲ့တော့အမှတ်ပြပါနော်ကို38ပါဗျာနော်မလို့ချင်းမှုရှယ်ပေးလိုက်ဟုတ်ကဲ့ပါကိုကောင်းရင်နော်ကိုကောင်းရင်မင်္ဂလာပါဗျာရှယ်ပေးတဲ့အတွက်ကျေးဇူးပါကိုကောင်းရင်နော်ကျေးဇူးပါနော်ဒီမှာကပြက်လားဒီမှာကပြက်လားပြက်လားဒီကတော့ဒီကွဲရပါပြီပြီးထားတယ်ကောင်းပါတယ်အသေးလေးကဲဒီလေးကတော့ဥဆောင်မဲ့တမက်ကိုရရှိခဲ့ပြီဗျာနော်အမှတ်1လက်ပါဒီကတော့ရမယ်တမက်ရရှိပိုင်တယ်နော်1လက်ပါစတယ်နော်အေးခေါင်းပြစားပြီးပိုက်တိုးတယ်ဗျာလက်ဝမ်းမှာစားပြီးပိုက်ရောလို့ကောင်းပါတယ်တေးလေးဘောမောင်ဒီနေ့ကြက်တယ်လို့ပြောနော်ခေါင်းပြမရောက်လေးကြီးတယ်ခေါင်းပြမရောက်လေးကြီးတယ်ခေါင်းပြမရောက်လေးကြီးတယ်မလက်အော်1လက်ပါအေးမိထားတော့မဲ့ဒီမှာပေးလိုက်ပြီတကြိုးကောင်းပါတယ်ဗျာတကြိုးမလက်ဝမ်းမှာခေါင်းပြမရောက်လေးကြီးတယ်ဒီလေးထုတ်ထားတယ်ကောင်းပါတယ်တင်းလေးကဲမကတော့1လက်ပါ1လက်ပါဟာလေရုပ်တဲ့နဲ့ကိုကြီးကိုဘက်နဲ့ဒီဘက်နဲ့ကိုလေကိုပြင်းနဲ့ဖိုးကကျင်ချပါလားအာကိုကောင်းပြီစုပနာပြင်ဆော့မှာပေါ့ကိုကြီးဟာကဲကောင်းပြီစားပြင်နင်းငယ်ဝေးသွားတယ်ဗျာနော်မကတော့လက်ဝမ်းမှာကဲမင်းအောင်နော်ကိုယ်ခေါ်လိုက်ဗျာအေးကောင်းလို့ပါတယ်တင်းလေးနော်1လက်ပါဗျာ
ဦးကိုချစ်အပင်းနေဟုတ်ကဲ့ပါဦးကိုချစ်မင်္ဂလာပါကိုအစင်နဲ့ဖိုင်ဂျိုးပိုက်တိုးသွားခဲ့တယ်ဗျာကဲဘောင်ပြူနဲ့အသေးလေးကတော့သူ့လက်ဆိုတဲ့အမတ်ကိုရရှိသွားခဲ့ပြီဗျာနော်ဂျိုးရဲ့ပုတ်ချင်ပိုက်မကြော်ခဲ့တဲ့အတွက်တော့ဆိုတဲ့အမတ်ကိုတော့ရရှိထားတယ်ဗျာကောင်းတယ်တော့ကတော့ကျွန်းတစ်လုံးခံပါရတယ်နော်ကောင်းပါတယ်တဂျိုးမကတော့လက်တူးပါထဲဥဆောင်ရှိဘူးချလာသွားပြီဒီကကောင်းတယ်လားအေးကောင်းပါတယ်အသေးလေးမကတော့တူးလက်ပါဗျအေးကောင်းတယ်တချို့ကမလက်တူးပါဘယ်မှာစားလို့ချင်းလက်တူးပါဗျဘယ်မှာတော့ဂျိုးဘာကတော့ဘာလို့မင်းအောင်ပါနော်ဟိုသားတယ်ကောင်းပြူမပေးလိုက်ပြီပြီးသွားပြီကဲကောင်းပါတယ်ဗျာတော့ကဲမ1 2ဖြစ်သွားခဲ့ပါပြီဗျာနော်ကဲဂျိုးလေးတော့ဘယ်ကိုပြောသွားခဲ့ပြီ1 2ပါကောင်းပါတယ်တစ်လေးကဲမကတော့2 1ပါဗျဘာမှချိန်ကြည့်ရမှာနော်ပြီးသွားပြီစင်ထွက်တယ်ဗျာ1 2ပါကဲမ1 2ပါဗျာနော်ကဲ1 2မှာတော့ဒီလေးတို့ခေါင်းပြတော့10ခုပေးထားတယ်ဗျာနော်ကဲကလေးလေးစားပြီးနင်းငယ်ဝေးသွားခဲ့တယ်ဗျာကဲအမတ်2 1ပါကောင်းပါတယ်တချို့ကဲ1 2ပါပဲ1 2ပါနော်ဒီဘက်ကကလေးလေးစားပြီးအောင်ပါလားဘယ်လောက်ကြာပါလဲ16ပေးလား16ကျောင်းတော့ကျောင်းပါ16ကတော့လောက်ဘူးထင်တယ်ဗျာမအောင်ဘူးမလားလည်းကောင်းပါတယ်တစ်လေး2 1ပါတက်စားပြီးပိုက်တိုးသွားပြန်တယ်နော်1 2ပါ1 2ပါဗျာနော်ပါသေးလားပါတယ်ပြီးသွားပြီပေးလိုက်ပြန်ပြီကဲ2 off ဖြစ်သွားခဲ့ပါပြီဗျာနော်ဂျိုးရဲ့10ချင်းနဲ့တူတော့အမတ်တူ2 off ဖြစ်သွားခဲ့ပါပြီဗျကဲအမတ်တူ2 off မှာ10ခုဖွင့်ထားတယ်နော်ကိုကရိုးကြီးလိုက်မလွှင့်ဘူးလားလွှင့်ပါတယ်ဗျာနော်ချစ်ပါရေအခုလွှင့်ရကိုကရိုးကြီးတစ်ပည့်လွှင့်ရညီလေးအေးစေးဝင်ပြောလို့ရတယ်နော်ချစ်ပါရေဟုတ်ပါတယ်ကိုချစ်ပါရင်ကျွန်တော်ဖုတ်ခတ်ချင်လိုက်လွှင့်ပေးနေတာပဲနော်ကိုကရိုးကြီးတစ်ပည့်ဖုတ်ကချင်အေးလက်ကတိုးဟာကောင်းပါတယ်တချို့ကဲမကတော့2 off ပါ16တင်ရတဲ့ရှိရတယ်ကောင်းပါတယ်တချို့မိထားတယ်ဟောထပ်မိပြန်ပြီခေါင်းပြူအတင်ပေးလိုက်ပြန်ပြီသေးလေးပဲကောင်းပါတယ်ဗျာနော်ဂျိုးလေး10တလို့ခေါင်းပြူလေးတစ်လုံး10ပြသွားလိုက်တယ်ဗျာနော်ကဲအမတ်တူ2 off ပါပဲ2 off အမတ်တူပါနော်ဂျိုးကတော့10ပြီမဲ့အမတ်တမဲ့ရမယ့်အခွင့်အရေးတွေဆုံးရှုံးနေဗျာကဲစားပြီးဝေးသွားခဲ့ပြန်ပြီဗျ2 off ပါပဲကောင်းပါတယ်သေးလေးပြောင်းပြန်နော်ပုတ်သွားတာလေးတကယ်ကောင်းတယ်ဗျာကဲမဲ့2 off ပါကောင်းလိုက်တာတချို့နော်မကတော့2 off ပါဗျဘာမှမပြောရမှာလားရစားတဲ့ခါဟိုဘယ်စားတဲ့ခါအဲဒီစားတဲ့ခါဘယ်လိုလုပ်ရလဲဟုတ်တယ်ကိုကောင်းပြီနော်ဝါပြန်ဒီကလေးလေးမပြီးကယူနီကုတ်တွေကဘယ်လိုလဲမသိဘူးဗျာနော်ကျွန်တော်တို့ရေးပြီးတော့စပင်းလေးချလိုက်တာနဲ့အဲ့လိုတွေဖြစ်တယ်ဗျ
ကောင်းပြေနော်နားလည်းပေးပါကဲအမကတော့3-2ဗျာနော်ဒီလိုတော့ဥဆောင်တမတ်ရထားတယ်ဗျကဲအဲ့ဒီ3-2မှာတော့10ခုပေးထားတယ်ဗျာနော်ဘယ်လာတော့တဲတော်လည်းဖနက်နဲ့ခတ်နေတာလားလေဟုတ်ကဲ့ပါကိုချစ်ပိုင်နော်တဲကအခုနှစ်တွေပဲစော့ရတယ်ကိုချစ်ပိုင်ကဲလက်တော်မှာတော့ခိတခဏစောင့်ဆိုင်ပေးပါဗျာနော်ကြေးတွေနည်းနည်းစုနေလို့ပါဗျဒီလေးတို့ကလေးလေးဂျိုးတို့ကတော့3-2ဆိုတဲ့အမှတ်နဲ့ဥဆောင်ပြီးတော့နော်ဒီလေးနဲ့ခေါင်းပြီးတော့ကတော့10ခွန်ဆိုတဲ့ကြေးကိုတော့ပေးထားတယ်ဗျာနော်ဒီဘက်ကဒီ90နော်ကျွန်တော်10ခွန်အလီ90လောက်ရှိတယ်နော်ဒီလေးခေါင်းပြီးဘက်ကတော့ကြေးဖွင့်ထားတယ်ဗျာနော်လိုအိုင်တော့ဟိုလိုလိုက်လို့ရပါတယ်ဗျနောက်ကြီးဝိုင်းနေပြောင်းနေတယ်ခုနကခတ်ပြီးွားကြီးကိုချစ်ပြန်ရင်နော်နောက်ကြီးဝိုင်းခုနမြောက်ကြီးတော့ရှုံးလာတယ်ကဲမကတော့2-3ပါရောက်တယ်လေကျန်နေပြီကောင်းလိုက်တာဗျာနော်ဂျိုးကဲမကတော့3-2ပါဗျကောင်းလိုက်တာဗျာဒီလေးမိသားစုမဲ့ပါသွားပြန်ပြီခွဲဗျာနားလည်းမူလွဲခဲ့တယ်ဗျာနော်ကဲမကတော့2-3ပါဗျကောင်းပါတယ်တချို့လေးကောင်းနေဗျာ3ရတယ်6ဆိုယူနေကို3ရတယ်ဟုတ်တယ်ပြောတယ်နော်3နော်ဒီရောဆက်ပွဲတွေမရှိဘူးလားကိုရှိတယ်ရှိမယ်ထင်တယ်ညီမလေးနော်ဟုတ်တယ်တော့သာသမားဆောင်ဆုံးလေးရောက်နေတယ်ဒီမှာတော့ကောင်းပါတယ်သေးလေးကျမက2-3ပါဗျာနော်ဟိုထည့်လိုက်ကိုကြီးနောက်တစ်ထည့်လိုက်6ထည့်လိုက်6လီရပြီကိုကြီးရေကိုရေကိုပေးနေမင်္ဂလာပါညီချင်းပွဲကမီးရတာဟာဟမ်ဝတ်ထုံရတာမနေ့ကဘာလို့လဲကိုတစ္ဆာရေးနားမလဲလို့ပါဗျာဒီပွဲရေးတဲ့ချင်းပွဲကမမီးပေးဟာဘာလို့လုံးနေတယ်ထင်တယ်ကိုကြီးဟဲ့လားရေတော့ဘာပါလီသွားလို့
အောင်ကြီးတွေပေါ်ကြီးမရဘူးအဲ့မှာပြောလို့အောင်ကြီးတွေပေါ်ကြီးမရဘူးဘာတလီလုံးလေးရလား ဘောင်းငါးလီရတယ်နော်ဘောင်းငါးလီရတယ်ဟုတ်တော့နော်ငါးလီနော်ဒီမှာတော့မပါမပါစာပို့လိုက်လို့နော် Đi, đi. Đi là bố, nha. Khi mà cũng mà béo là mua rồi chiên qua lại mình chia là có mà không ngon mà thuê nhiều mà cuối tuần này chúng ta hey có lại là có về nó ai lấy điểm la để kìa cái mà có là 3-2 mà rồi chơi con qua cái gì cả nó cái bà đi sắp phi là ông lên thế đi rồi tấm này này để nó 2-3 vào abu sabe cái mi thoa cái bà bi có lại đã có view cái mà đủ trio fit thoa bà vậy chú ơi có mà đấy từ chú mi ở đâu quay xí mẹ thế này mà đi nó quay đi rồi sát này nó đó mà đi nhảy về đi này mi ở quay đi sắp quay đi để xí mẹ mà đi có mà đấy tên đi cái mà đủ trio bà vậy nó có mà thế có gặp đây vậy giờ tôi ôi bố mình mà đủ trio bố mình có gặp đây vậy nó mà đủ mấy gì nữa là mà đủ hút ngao tiền cho qua bi vào vậy mà cái phô trio vào vậy con này nằm ra đi đi các bạn ok bố đi đi đó bà cái này nghĩ là nhiều phô vào nó phô vào vậy mà đủ mũ mà level thì qua mà này ngoài có mấy bác ạ đi ông chỉ bác ạ mà đại nó đi thế này nó đi cái nào đó dạ 3-4ပါဗျကိုကြီး live လေးနာတော့ကြာပြောတယ်ညီမလေးကိုတင်တန်းတက်နေညီမလေးနော်ဒီလေးကောင်းပြီကောင်းဆုံးအနေထားတစ်ခုရောက်နေပါပြီတဲ့ဟုတ်ကဲ့ပါလာပြီအကိုကြီးတဲ့ဟုတ်ကဲ့ပါဗျကဲမီဝါပြီခေါ်ပြီပါလာပြန်နေချိုးကောင်းပါတယ်တချိုးဒီအမကတော့ 4-3 ပါဗျနော် 3ပါဗျသွားပြီနော်ဘာလို့ပဲဒိုင်မက်တွေရတော့နော်မရနေအောင်တော့ကြောက်ကြပါကောင်းလိုက်တာအသေးလေး3-4ပါဗျဒီတော့3-4ပါသမတ်တာနဲ့ထည့်ပြီးတော့ပါကောင်းပါတယ်တချိုး4-3ပါဗျအမကတော့4-3ပါ
3-4ပါဗျာနော်လေးမာပေးထားတဲ့တချို့ပွဲကင်းလေးကောင်းပါလားနော်ဟို3ပါစားလို့ဘာလို့မရဘူးပြည့်တော့ဒီတိုင်းပဲ ရှင်းတတ်တာ ဆက်ကုန်းယူဆက်ကုန်းရနေအပေါ်ကြီးကိုရအပေါ်ကိုရဒီလေး3ခုပါဗျာဝင်းနာဝင်းနာဝင်းနာအော်ရှိတယ်ဟိုအော်သွားပါကြနော်ကမ4 အော်ပါဗျာအေးကောင်းပါတယ်ကျိုးပါပဲဘာမှတော့ပြောတာလေဟော9လီတယ်ကိုနေတာလေ9လီအောင်ခိုးအောပါဗျာ9လီကွာစနကွာ1လီကွာ6လီအောင်ပါရေးပြလိုက်ဆောက်ပါမင်္ဂလာပါဗျာမင်္ဂလာကဲမကတော့4 အော်ပါပါနော်ဘာတော့ဘာကြီးလာလဲလို့ဟိုကကြောင်ရရောက်နေပါဒီကကိုရင်းနေတာဟောကိုကနေတစ်ချက်မှတတ်တယ်ဘာပဲချိန်4အောပါဗျာမင်းတို့မကတော့4 အော်ပါဗျာနော်ကဲဒီဒီမှာမလေးလေးအားလေးပါရဲကြီးပါနော်ရှင်းနေတော့ရိုးလေပဲကြည့်ပါနော်မှတ်တာများမကတော့4 အော်ပါမုံရွာကနေအဲမန်လေးကနေမုံရွာကိုရောက်ချင်းနိုင်ဝင်ကြည့်တာချင်းပွဲဟုတ်ကဲ့ပါကိုသစ်ဆိုင်နော်4အောကဲမကတော့4 အော်ပါဗျာနော်မကတော့2နေတယ်ဗျ4 အော်ပါကောင်းပါပြီးပါပြီတဲလေးကောင်းလွန်ပါတယ်ဖြစ်သွားခဲ့ပါပြီဗျာနော်ကဲဒီလေးနဲ့ကော်ပီတော့ကတော့တဲလေး10ချင်းနဲ့တူနော်ဥဆောင်မတမက်ကိုထပ်ယူထားပြန်နေဗျာနော်အမကတော့5-4ပါဟုတ်ပါပါကဲမစစ်ဖို့ဖြစ်သွားခဲ့ပါပြီဗျာနော်ကဲမကတော့အားလုံးတန်းဆောင်လို့စိတ်ရင်းလုံးွားခဲ့4-4ပါဟုတ်လားစီတာမှာစီတာဒီမှတ်တယ်ဒါဘယ်လိုမဟုတ်ဘူးစီတာဒီပွဲရနော်ပွဲနော်ပွဲရမယ်ပွဲရမယ်ခိုးပါဗျာတိုင်းနဲ့ဒီကျဲတယ်နော်ဘာမှမပြောဘူးဗျာကဲမကတော့စစ်ခိုးပါနော်ကဲမစစ်4ပါကောင်းလို့ပါတယ်တေးလေးဒီဘက်ကောင်မှာရှောက်ပြောမနေနဲ့မတိုက်ပါနဲ့ကိုဟုတ်ပါရိုင်းမတိုက်လိုက်တော့ရိုင်းကြယူပေးမယ်ယူပေးမယ်လာကုန်စီးရလာကုန်စီးရတော်ပြီကိုပဲရပဲဟောပါတယ်တကြုံတစ်ပတ်သာပါပြီလေကဲမကတော့ post စစ်ပါဗျ16ပဲဟာအဲ့ဒါမရှိတားကြီးပြီးပါပဲပြီးပါပြီညနေနားမှာတော့ဒါဗလားလေဒါပဲနေပြီလိုက်တာတင်းလေးကဲမကတော့စစ်4ပါနော်မိသားတဲ့တကြိုးကောင်းပါတယ်တကြိုး
စာပေချိန်မှာကတော့ဖိုးစစ်ပါဗျာနော်ဂျူတော့2မှတ်နှိမ့်နေပြီဗျာ ကိုမိုက်ကဲဝင်းဒီမထွက်ဘူး ကလေးလေးစာပေပိုက်တိုးသွားခဲ့ပြန်နေဗျာဒီမှာကတော့စစ်4ပါ ဆိုတော့မြူတော့ဘာပြန်လဲကိုကျောင်းလာတော့ရှင်တယ် ကဲစာပေနိုင်ငယ်လေးဝေးသွားခဲ့တယ်ဗျာနော်ဘူရတယ်ပေါင်းလိုက်တာဗျာအသေးလေးနော်ဒါမှစစ်4ပါအမျိုးနဲ့ဝမ်းဝမ်းခတ်မယ်လို့ပြောပေးပါလားကိုဟုတ်ကဲ့ပါကိုမင်းချစ်သူပဲကျွန်တော်ပြောပေးမယ်ဗျာပေါင်းလိုက်တာဗျာတချို့ဒါမှ4စစ်ပါ ဟုတ်ကဲ့ပါ ဘက်ကလေးလေးတို့ကဒီမှ အားလုံးကိုပွားစေခေါ်နော် မင်းအောင်ပေါ့သေးလေးရ ဟဲ့မှတ်တယ်နော်နောက်နေနော် ပေါင်းလိုက်တာသေးလေး ဟုတ်တယ်ဘုံတလေးရမယ်သူကကြိုက်ပါလေစစ်ပြောရနော် ကိုပါ ဒါမှစစ်4ပါဗျာဟေးအဖြစ်ပြန်ပါတယ်ဂျိုး ကိုစစ်ပါနော် ဒီမှာ4စစ်ပါ မင်းဥကောင်နေရလို့တော့ ဟေးကိုကြီးနေကောင်းလားကောင်းပါတယ်ဂျေကြီးနေကောင်းပါတယ်ဘယ်ရောက်နေလဲဂျေကြီးလာကြုံးလေးလိုင်းသားရအောင် တိုင်းဆိုင် လေးမိထားတော့မယ်ကောင်းလိုက်တာကဲမကတော့ဖိုးစစ်ပါဗျာနော်ကလမအသားပြူလာတယ်နော်လေဟုတ်တယ်ချစ်ပိုင်ပို့ထားတယ်ပေးလိုက်ပြီမိသွားပြီတကြိုးပေးလိုက်ပြီထမ်းမိထားပြန်တယ်သေးလေးအေးဗျာစင်ထွက်သွားခဲ့တယ်ဗျာနော်ကဲမကတော့ဖိုက်စစ်ပါဗျာနော် ဒီသေးလေးစီးတာကောင်းတယ် ကြားရရှိလို့မလာတော့ဘူးလေရှိပါတယ်အောက်ကနော်ကလေးလေးတံမြာသီးလေးအများကြီးရှိရဲ့ဂျေးကြီး လိုက်သမားတွေတော့မဟုတ်ပါဘူး ကောင်းပါတယ်ဗျာကဲဝေးသွားခဲ့တယ်ဗျာနော်ကလေးလေးဆဲပေမဲ့လည်းဝေးသွားခဲ့တဲ့အတွက်တော့တေးလေးကောင်းပြီးတော့စားပြီးပြန်ရထားခဲ့တယ်ဗျမကတော့565ပါဒါဘီကောင်းပါတယ်တချို့ ဒီကတော့ဖိုက်စစ်ပါဗျာနော်ဂျိုးကလေးလေး9မှတ်သေးလေးခေါင်းပြီး6မှတ်ပါဘူရတယ်ဗျာနော်ဒီမာတင်မိသားတွေ ကောင်းလိုက်တာတေးလေး သေးတာဗျာနော်ဖိုင်နောက်ပြီး6ပြီးဝင်တော့ပါကျမကတော့5 6 5ပါနော်ပိုက်ထောက်လေးရှက်ဒီလေးကောင်းပြီးတော့6မှတ်ကျိုးကလေးလေးတော့5မှတ်ပါဗျနောက်ကြီးကိုကင်မရာရှင်းပါလေဖက်လျှောက်ပါလို့ပြောပေးပါလေဟုတ်ကဲ့ပါမင်းချစ်သူပြောပေးလိုက်မယ်ဗျာနော်ကဲလက်ရှိမှာတော့တေးလေးစပ်ပြီးပြောင်းထိုးထားခဲ့တယ်ဗျပေးလိုက်ပြီကောင်းပါတယ်တချို့ဒီမှာကတော့5 6ပါကဲတချို့စပြီးဝေးသွားခဲ့တယ်ဗျာနော်ကဲစစ်ဖိုက်ပါပဲဘိုးထိုးမှာတော့အမတ်တမတ်ရမှာကတော့မလွယ်ဘူးဗျာနော်ဆယ်ကြီးနေလည်းပဲကြည့်ရမယ်ဗျကဲတချို့ရဲ့ပုံချင်းဝေးသွားခဲ့တဲ့အတွက်တော့တေးလေးကောင်းပြီးတော့9မှတ်ရရှိသွားခဲ့ပြီဗျာနော်7-5ပါ ဝင်းထဲမှာကျွန်တော်တို့လုပ်ပြီးလိုက်နေရတာဟုတ်လား ဒီမှာရတယ်မလို့ဆိုတော့ကိုယ်မလာနေလို့ဟုတ်တယ်အခုကကွင်းလွတ်မှာ ကျွန်တော်ဝင်တယ် ကွင်းလွတ်မှာကျွန်တော်ပတ်စားလို့ အောင်လိုက်ကြဗျာဂျိုး5-7မှာအောင်လိုက်ကြဗျာတင်းလေးကြားမောင်လို့မလာဘူးလားလေကိုညီကြီးရေမတွေ့မှုပြန်တော့ကြားမောင်လို့တော့ဂျိုးကောင်းလိုက်တာဗျာ
ဒီမှာကတော့57မှာကံပြူချီဝင်နဲ့မတင်ပေးတာလေကောင်းပါလေဗျာနော်ကဲမကတော့75ပါပဲကဲမကတော့85ဖြစ်သွားခဲ့ပြီဗျာနော်5ပါဗျာနော်ဒီဘက်ကတော့ကျွန်တော်တို့အောင်မြင်နေအောင်ရဲ့စင်တာအစ်ပါနော် ကဲခေါင်းကျိုးကြီးတယ်ခေါင်းကျိုး အောင်မြင်နေအောင်ရဲ့စင်တာအစ်ပါဒီလိုဆွဲထားပါနဲ့နော်ကလေးလေးဒီလိုဆွဲထားပါပြီဟုတ်တယ်ဒီလိုနဲ့ကလေးလေးက ကဲမကတော့58ပါဗျာနော် ရောင်မိုးပြေဟုတ်ကဲ့ပါဒီနော် 58ပါဗျာ ဒီလိုပါလာပါလားဒီလိုကရှုံးလာတာနော်အောင်မြင်နေအောင်ရှုံးလာတာပါဗျာ ဟုတ်တယ်ကိုမင်းချစ်သူပြီးသွားပြီကဲဆင်ထွက်တယ်ဗျာကဲမ85နဲ့တော့နော် ဖြစ်နေလို့ရဗျာ တေးလေးကောင်းပြီးတော့ site change ထားခဲ့တယ်ဗျအောင်လိုက်တာဗျာတကြိုးကဲမ58ပါကောင်းပါတယ်တေးလေးပါပါနဲ့နဲ့ပဲတကြိုးရဲ့ရှေ့မှာတော့ဗတ်ထားခဲ့တယ်ဗျာနော်85ပါပြီးပါပြီဟောလိုက်တာပြတ်ပါလာတယ်တေးလေးသေးဗျာနော်တေးမီးတော့မီးတယ်ဗျာနော်နားလည်းဘူးလွဲသွားခဲ့တယ်ဗျာနော်မတ်တမရမယ်အခွင့်ဆုံးရှုံးလိုက်ပြန်တယ်ဗျာနော်အမှကတော့58ပါဗျာဟောမှာလေမိထားတယ်ကလေးလေးမတင်ပေးလိုက်ပြန်ပြီတချို့ထပ်မိထားတယ်ပါပါတယ်ဂျိုးထုတ်ပေးထားတယ်ကလေးလေးမတင်ပေးလိုက်ပြီမိထားပြန်တယ်ဟုတ်ဗျာကဲနားလေးလွဲခဲ့တယ်ဗျာနော်အိတ်ပါဗျာကဲမကတော့စစ်အိတ်ပါဗျာနော်ဘန်ကနာမကြည့်ဘာကနာမကြည့်ကဲမကစစ်အိတ်ပါပေါင်းလိုက်ကြဗျာအိတ်စစ်ပါဗျာကိုလေးစစ်တယ်ကောမှတ်ထားပါနော်စစ်အိတ်ပါဗျာနော်သေးလေးစပစ်ပိုက်တိုးသွားတယ်ဗျာအိတ်ပါဗျာနော်ပြီးသွားပြီလေးလေးမိထားပြန်နေကောင်းလိုက်တာဗျာသေးလေးနော်ဒါမဲ့အိတ်စစ်ပါထိနေလို့ဒီကိုမထိနေလို့ဆော့ရင်နောက်မှဆော့တယ်ကွာသင်္ကားရင်းလို့ဒီမှာလိုက်ကျင်းလိုက်ပါမှာအေးကျွဲပုံချင်ရတော့နော်ကျွန်တော်တို့လုံးကြော်သွားခဲ့တဲ့အတွက်တော့နိုင်စစ်ဖြစ်သွားခဲ့ပါပြီဗျပြီးသွားပြန်ပြီပါသွားတယ်လေးလေးပါလာတယ်တင်လိုက်ပြန်ပြီကောင်းလိုက်တာလေးလေးကဲမကတော့တန်းစစ်ဖြစ်သွားခဲ့ပါပြီဗျာနော်ကဲလေးလေးနဲ့ကောင်းပြီးတော့လေးမက်အသာကြီးရထားတယ်ဗျတန်းစစ်ပါ6နဲ့4ပါကျွန်တော်ဒီရက်တည်းပေးလိုက်အဲ့ဒါဖက်ရိုးပါငါးယူဘုံတော့30ပုံမှာဆိုတော့တေပါလို့ပေါ့ဒီကတည်းကပုံမှန်
ကိုရဲ့အဲ့ဒါကလည်းတိုက်ခဲ့လေဟုတ် နည်းနည်းလိုင်းလာလေမမဆောင်းလိုက်တက်လိုက်တော့လိုက်ဟုတ်ကဲ့ပါကိုဒီလေမင်းမဆွတ်ရပါဘူးဒီလိုနားမလဲဗျာမင်းတို့ပြောနေတာဆိုင်ရမနေ့ကရှုံးပြီပါဘူးလားအပြူမနေ့ကရှုံးလို့တော့မဟုတ်ဘူးလို့ပထမတဲဝဲပူလိုက်တာတဲရဲပူလိုက်တာဟုတ်ကဲ့ပါဖွင့်ထုတ်လိုရဲလို့ကြည့်ပါ အဲ့ရဘလို့ပြေဘိုင်းလို့လေဘိုင်းလေ ဟောပါဆွဲလို့ပြလိုက်မယ်ထမင်းရှင်လို့လားတော့ဆွဲလို့ရရမင်းတို့ကလေနေတော့ကိုဆွဲလို့ပါမင်းတော့လုံးပြန်ဒီတော့မထိပါနဲ့ပြောတာငါကြိုက်တော့မှာငါကုတ်ဆုံးကဖက်နဲ့ပိတ်ရပါလူလိုနားမလဲလူလိုပြောတာ ကျွန်တော်တို့ကဘယ်သူလဲပြည်တော့ကိုပါဘူးဘာပါရအောင်လိုက်တာတေးလေး ဟောရင်းနေပါလား အားပြန်ပြီ 3ရက်နဲ့3နေ့ပေါက်ပရတယ်နော် မင်းငါးမဲ့ကြော်ပြီးတော့ဝမ်းဝင်လိုက် ဘုံကြီးလား ဟမ် ဘယ်ကဘယ်လိုဘုံကြီးလဲ ငါချင်းဝင်ဦးလေးမင်းချင်းဝင်ဦးလေးဆို အဲ့ဘုံကြီးကမင်းကငါမ တရားတော်10ပဲယူလိုက်ကွာလို့ဒီလို တူပါမေးပါဟုတ်လေ ဘုံလေး ရိုးရိုးတူပါမေးပါဆက်ပြီးတော့လားကျွန်တော်ရိုးရိုးတူပါမေးပါ ဒီတော့တကောင်ကျိုးမှာထပ်ဖို့လေးကွာ ချက်မယ်တူပါမေးပါဟုတ်ချက်ချက်လားကွာ မင်းတော့မမရှိဘူး ဘိုက်ခေါ်တယ်ပြော ဒီမှာတော့တော့ရှိဘူးဒီမှာတော့တော့ရှိဘူးဟာ ဘယ်တငယ်တွေနဲ့ကြည်စားနေတာလဲလေကိုကင်းမဟုတ်ဘူးကိုကင်းနော် ဘယ်လား ဟုတ်တယ်ကိုသစ္စာကြီးပြောထားတာဗျာနော်ခလေးတွေထိတ်နေရတယ်ဗျချော့တယ်လဲနောက်တယ်လဲပေါ့ဗျာပြီးသွားပြီကျင်းလေးကောင်းလိုက်တာဗျာကဲမကတော့1-6ပါဗျာနော်ရှိတယ်ကိုကောင်းပြေနော်ကျွန်တော်ဖုန်းလေးတစ်လုံးကျွန်တော်မှားထားလို့ဗျာနော်ကျွန်တော်ဖုန်းလေးတစ်လုံးမှားထားတယ်ဗျဒီဂျိုးကလည်းအရင်လောက်တောင်လည်းမပုတ်နိုင်တော့ဘူးလေဟုတ်တယ်ကိုရင်နော်ကိုမိုးမိုးရေနော်ကဲမကတော့စစ်အလဲပဲမှာဗျာနော်မကတော့တော်တော်ကွာဟနေတယ်ဗျာ5မိနစ်လောက်ကိုကွာဟနေတယ်ဗျာနော်အကောင်းဆုံးတင်ဆက်မှုတွေနဲ့သူเนาะကျွန်တော်ပြန်လည်လာခဲ့မယ်ဗျာเนาะသာသနာရှင်တွေအားလုံးเนาะတခုမဟုတ်တစ်ခုနဲ့ကြည့်အောင်เนาะကျွန်တော်စီစဉ်နေတယ်ဗျာเนาะလက်ကတော့မှတင်တန်းလေးလည်းတက်နေလို့ဗျာเนาะဒါကြောင့်လိုက်လေးလည်းနေ့တိုင်းလို့မလွှင့်နိုင်တဲ့တော့เนาะတဲပွဲတိုင်းလို့လိုက်မလွှင့်နိုင်နားလေးပေးကြပါဗျာเนาะကြာရှိရဒီထားပြန်နေဘေးဗျာမှာဗျာဒီမှာကစစ်အလဲပဲမှာပါပြီအောင်လိုက်တာတေးလေးဟုတ်တယ်ကိုလေးနော်အရင်ပတန်နဲ့တွဲဆွဲချိုးပါပဲအောင်ပါတယ်မကတော့စစ်အလဲပဲမှာဗျာနော်ငါမက်ကွာနေတယ်ဗျာနော်တေးလေးကောင်းပြီးတော့အလဲပဲဂျိုးကလေးလေးတော့စစ်ပါဗျအမိသွားပြီပါလာတယ်ကဲဝေးသွားခဲ့တယ်ဗျာနော်လဲပဲစစ်ပါဗျာမလဲပဲစစ်ပါမလဲပဲစစ်ပါဗျာအောင်ပါတယ်ဗျာတကြိုးစစ်အလဲပဲမှာပဲအလဲပဲမှာအလဲပဲမှာအောင်ရအောင်မင်းမတရားကြီးတယ်ဒီမှာလည်းပဲလေပေါင်းပါတယ်သေးလေးလဲပဲစစ်ပါပြီးသွားတယ်ကလေးလေးမိပြန်တယ်ကလေးလေးမာပြီးတာတယ်တချိုးကောင်းပါတယ်ဗျာနော်ကဲမကတော့စစ်အလဲပဲပါဗျာနော်ဘာတင်တန်းတက်နေတာလဲနော်ကျွန်တော် editing တင်တန်းလေးနည်းနည်းတက်နေလို့ဗျာနော်စပိတ်ပိုင်းနေကျွန်တော်နည်းနည်းလေးတက်နေလို့ပါဗျာနော်အဲ့ဒါကြောင့်နားလေးပေးကြပါဗျာနည်းလေးပဲတယောက်တစ်ပွဲကဲမကတော့11စစ်ပါဗျာ
ကောင်းလိုက်တာတချို့စစ်အလဲပဲမှာကောင်းပါတယ်ကလေးလေးတေးလေး ဒါမင်းကြီးတော့ဒီကဘာအဲ့ဒါဘာလို့မပြောမင်းပြောပေးပါလားဒီနိုင်တော့ဒီနိုင်ဘောလို့ဘာလို့ပြောပြီးတော့ပြီးတော့တော့ပြီးဟိုဒီကဘူးကဘေးကဘေးကတော့ဒီကတော့တော့ပါတော့မှာဘယ်လိုလဲပတ်ထားတယ်ကောင်းပါလေတချို့စစ်အလဲပဲမှာဗျာနော် အဲ့တို့ဂိမ်းမမဟုတ်သေးနော်ဒီလေးတို့စလိုက်ကြပါနော်ဒိုးသားပိုင်လို့ပေါ့နော် ဟောလိုက်တာလေပဲစစ်ပါဗျ လေမင်းစစ်ပါ ဟုတ်တယ်ကိုကောင်းပြီဟောလိုက်တာဗျာတချို့ လေမင်းမှာ စစ်အလဲပဲမှာ ကျွန်တော်လာဒီနေ့အော်အမေကောင်းလာဒီလိုက်မလူစိတ်ကောင်းလို့ဒီမှာကြည့်တော့ ဝမ်းစစ်ပါဗျာနော်တို့အရက်အမောင်းနေပါ ခဏလေးဟောက်ချိုးယူချင်းနေလားဟောက်ချိုးကောင်းလိုက်တော့ ဟုတ်တယ်ကိုမမိုးနော်ဆက်ရင်းနေနဲ့မှတ်တက်နေတာဗျစစ်အလဲပဲမှာပဲဟေးကလေးလေးစားပြီးတလုံးပေါက်သွားခဲ့ပြီဗျာနော်7အလဲပဲမှာဟောပါတယ်11 7ပါဗျနော်တမန်ခဏမှာပါပဲနော်နောက်ဒလန်တကောင်ရှိတယ်ကြည်ရပါပြီ ဗတ်ထားတယ်ကောင်းပါတယ်ဗျာတကြိုး7 11မှာကြာရောဟဲ့ဟေးလေးလေးစားပြီးတလုံးထပ်ပေါက်ပြန်ပြီဗျာနော်အဲ့11မှာဗျအေး11မှာဟေးစားပြီးတလုံးထပ်ပေါက်ပြန်ပြီဗျာနော်နိုင်11မှာဗျဖိုက်ထောက်ပြီးတော့တမန်ဟိုလာအထုံးမှုနဲ့ဂျူသွားတယ်နော်ချောက်ပါချောက်ရတယ်ရကဲမိသွားပြန်ပြီကောင်းပါတယ်ကလေးလေးနော်ကဲဒါ11ဖြစ်သွားပါပြီဗျာနော်ကဲအမကတော့ဒီအလားပဲနော်ကလေးလေးတော့တောက်လျှောက်တက်လာခဲ့တယ်ဗျာနော်ပါယူကျွန်တော်တို့ကဒီကမသားရတဲ့အတွက်တရားကြီးတော့မဟုတ်သိမ်းမောင်းနေပါဘူးနော်မကတော့တန်း11မှာကောင်းလိုက်တာတေးလေးပြောမလို့လိုက်ပြတာ36မာလို့တော့မရဘူးဟော36တယ်ဗျာနော်11ကို16လိုက်ဗျာနော်တေးလေးဘက်ကထွက်တော့ယူမယ်ကဲ16ကိုထွက်တော့ယူမယ်လေဗျာနော်မင်းတို့ဘက်ကဘောလုံးထွက်တော့ယူမယ်ဗျာလက်ရှိတန်း11တန်းဆိုတဲ့အမှတ်မှာနော်တေးလေးကောင်းပြီတော့16ကိုနော်ထွက်တော့ယူပေးမယ်လေကောင်းပါတယ်ဘက်ကတန်း11ပါဗျာနော်
ကောင်းလိုက်တာဗျာ ငါမရတယ်ဘယ်လိုလဲလားကောင်းပြီလားကောင်းလား တဲ့ကြောက်ကြီးလေးတဲ့ကြောက်ကြီးပြရတယ်တဲ့ကြောက် ကောင်းပြီလားဘယ်လိုလဲမကြီးလားဘယ်လိုလဲနာမကုန်ဘူးဟာကောင်းမှာနော် ကောင်းပါတယ်တချို့ကဲတန်းလေးပဲမှာဗျပြီးသွားပြီကဲစင်ထွက်တယ်ဗျာနော် ဘူးလေ ကဲမကလေဘယ်တန်းနော်လေဘယ်တန်းမှာ16တွေပေးထားတော့မယ်ဗျာနော် ဘယ်လိုလဲဟိုမှာ16ပေးတယ်နော်ဆက်ပါတယ်ဗျာမိုက်ခေရတော့နော် ကောင်းပါတယ်တချို့ကောင်းတာ တိုင်းတိုင်းမှာလောင်းသားသွေးရတဲ့ကြောက်ရှိရလား ဟောတဝက်ကိုယူထားကိုကြီးကောင်းလုံးပါတယ်သေးလေး တောင်းချအောင်တယ်လူမကျန်နေတော့အများကြီးကျန်နေအများကြီးကျန်နေခဏလေးလေဟိုမှာဒီကောင်းကြီးရရှိတာပေါ့ ကဲမကတော့11တန်းပါဗျာနော် အလီတရားယူမယ်အလီတရား ကဲလီတီယာလေးဗျာနော် တော်ပြီလားကိုအလီတီယာတော်ပြီလားတကွေးလုံးစု ပြန်ပြေးတော့ပါတယ်ပြန်ပြေးတော့ပြရတယ် ကိုကြီးအမင်းရှိတဲ့လောက်ရေးလို့ပြောရတယ်ကိုကြီး ကဲခြေတွေတော့ထပ်မြိုင်ဗျာနော်ဝါလာရှင်လေးကဲကြောက်ခမန်းလေးလေးပဲနော်ခြေ16ကိုစုခိုင်းတော့ဒီကတော့ထက်စုနေပြန်ပြီဗျာ ဒါကြီးတမပါပဲတမပါပဲဘောလာမကြည့်နဲ့ ဟာ16ပေးရတော့မရွေးကြဘူးလားဟာလေဟုတ်တယ်ကိုကောင်းပြီနော်မရွေးဘူးဗျကောင်းပါတယ်တချို့ကဲမကတော့11တွဲပါဗျ11တန်းပါတန်း11ပါကောင်းပါတယ်ဗျာကဲတန်း11ပါဗျယုံကြည်မှုထားကြပါလေဟုတ်ကဲ့ပါကိုကောင်းပြီနော်ကောင်းလုံးပါတယ်ဂျိုးဒီတရားဆိုလို့ရှိရင်တရားဆဲလို့1000ဟာကို1000လားစားရပါလို့နော်ကောင်းလိုက်တာဗျာတေးလေးကဲမကတော့လေးပဲတမ်းပါဗျာပြီးပါပြီတေးလေးမတည်သွားခဲ့ပြီကောင်းပါတယ်ဗျာခဲတေးလေးကတော့နော်ကောင်းပြီ10ကျင်းနဲ့တူတမတ်ရရှိသွားပြန်ပြီဗျာနော်တွဲတမ်းပါကောင်းပါတယ်တချို့ကျွန်မကတော့တန်းတွဲပါဗျတန်းတွဲပါလိုက်ကောက်တော့ကောင်းပါတယ်ဗျာတေးလေးတွဲတန်းပါဗျာနော်ကြီးကတော့မိုက်နေပြီဟုတ်တယ်ကိုကြီးနော်ဖတ်ထားတယ်ကောင်းပါတယ်ဗျာတချို့နော်ဒီနေ့စောင့်နေကြတယ်လေကြာသွားတယ်နော်
တင်လိုက်ပြီပေါင်းလိုက်တာဗျာတင်းလေး ဝနာပါခေါ်လိုက်ခါရတဲ့ရှင်ရှင်လေးကိုတပည့်ခန့်နေ သူကဒိတ်တွေပေါ်နော်ရပါဘူးဒိတ်တွေပေါ်နော် 6လုံးတော့ဝယ်တာ ဝေးတာလား ပေါင်းလိုက်တာဗျာတကြိုး တောင်းတဲ့ကောင်တွေအများကြီးပဲဘွားနဲ့ပိတ်ပြစ် တော့ပြီ ဘွားနဲ့ပိတ်ပြစ် ဟောဒီက ဒီကလည်းဆောင်ပေးတာဒါ6လုံးတော့ တော့ပြီပါတော့ ဒီကလည်းဆောင်ပေးတာပြန်ပေးလို့ ပြက်ရောင်းတော့မဟုတ်ပြန်ပေးရတယ် မရဘူးလေကိုဝယ်လိုက် ပေါင်းလိုက်တာဗျာတင်းလေးနော် ခုတူရတယ်ဒီဟာ မှားထားတယ်ကိုရတယ် တော့6တော့ဘိုးတော့ရောက်တော့ ဟုတ်တယ်ကိုစော်ရင်နော်ကဲမကတော့တွေ့တန်းပါပဲနော် စစ်တာရနော်ပြီးတော့ ကောင်းပါတယ်ဗျာတကြိုးနော်ပါလာလဲအလုံးနော်ဆွဲဆန့်ထားတာ ဟုတ်တယ်တော့ကတော့ပြီးတော့များနေတယ် ကဲမကတော့တန်းတွဲပါ ဒီတော့ဘုံမှာနိုင်လာပါနော် ကောင်းလိုက်တာတင်းလေး ဒီနာနေကြီးလေးခိုက်ရောက်ပါပြီနော် တွေ့တန်းပါ ဒီနာနေခိုက်ရောက်ပါပြီတမ်းပါတော့တကယ်ခဲလေးရုံးလို့အေးလေးရုံးလို့အပေါ်စားတော့ဖွင့်ကြရတာလေဟုတ်တယ် ကောင်းလိုက်တာဗျာနော်ဟုတ်တယ်ကိုသစ္စာရေနော်ဒီကချင်လာမချောပါဘူးလို့ဟုတ်ကဲ့ပါကိုကောင်းပြေနော်အခုလိုမျိုးလေးပြောပေးတယ်ကျေးဇူးပါဗျာဘိုးဝဲကျွေးမယ်ကိုကောင်းပြေနိုင်သာကွင်းလာကိုဟုတ်တယ်ဗျာနော်နိုင်သာကွင်းပါဗျာ အဲ့ဒါပြတာမကြည့်ဘူးနည်းနည်းတော့ ဒီမှာကတော့တန်းတွဲပါ ဝနောက်ပွဲမရှိဘူးလားကိုကြီးတဲ့ဝနောက်အောက်မှာပုံပုံနေကြီးနော်အဲ့ဒါကိုကြီးကဝနောက်ရှိပါတယ်မနေ့ကဘယ်လိုနိုင်သွားလဲတဲ့ဝနိုင်ဦးကဘဂျိုးနိုင်ထားပါတယ်ကြီးနော် ကောင်းလိုက်တာဗျာတင်းလေး ကောင်းပြီမလို့50လောက်ပါနော်အခုထက်တယ်ထားတာဒီနေ့နိုင်ငံမှာတပွဲပွဲလည်းတစ်ခါပွဲတယ်ထားပါဘာမှနိုင်ဘူးကွာမရှိဘူးပွဲတစ်ခါမှနိုင်တယ်ကွာမရှိဘူးကျွဲတယ်ဘယ်လိုမျိုးလို့ဒီကနေ့နေရာရှုံးလာပါတယ်နော်ဒီ50လောက် လေးလေးမပေးထားတယ်ပါလာပြီကောင်းလိုက်တာတကြိုးနိုင်သာဘက်ကကြိုးသားတယ်ဟုတ်ကဲ့ပါဗျာနော် ပြောနေတယ်ဗျာနော်ကြည့်နေတယ်နော်ဒီမှာကတော့တန်းတွဲပါဗျာနော် အော်တိကျပါလေ ပတ်ပတ်ထားရင်ကိုချောတယ်ဟာကိုသစ္စာဘယ်တော့မှကြီးလိုက်တာလဲကိုကြီး ဒီမော်လီက ပုတ်ထားတယ်မပေးလိုက်ပြီတင်းလေးဗထားတယ်မိသွားပြီဒီတို့မှတင်ပေးထားတယ်ရပါလာပြီအခုတာယာလေးတော့ထားတယ်မတင်ပေးလိုက်ပြီမိသွားပြန်ပြီထပ်ပါပြန်ပြီကဲကလေးလေးထပ်ပြီးထားတယ်ကျိုးကောင်းပါလေဗျာနော် ဒီနေ့ ကဲမကတော့ level 12ဖြစ်သွားခဲ့ပါပြီဗျာနော် တွဲဆိုလေ မင်္ဂလာပါကိုတီဟာရေကဲအမကတော့level 12ဗျာနော် level 12တော့မှနော်အသေးလေးဘက်က16ခုချိန်ဒီဖောက်ထားတော့မယ်ဗျာနော်ဒီနေရာတော့တကယ်မြိုင်နေတယ်ဗျာနော်16ရှိရင်ဆွဲအောင်မယ်လေဗျာကိုလာတယ်အတင်ပေးလိုက်ပြီပေါလိုက်တာသေးလေးကဲမကတော့တွဲအလေးပါဗျာနော်အမတ်ပဲခွာပါတော့တယ်ဗျာ ကိုသစ္စာတငယ်အကြိုက်လေးတဲ့ဂျိုးတော့နိုင်မှာဟုတ်တယ်ကိုစောကြီးဝင်ပြီးတော့ဘာမှဆုံးဖြတ်လို့မရသေးဘူးကြာနော်ကောင်းပါတယ်ဂျိုးတော့ကွင်းထဲမှာဆိုအကုန်ယူမှာလေဟုတ်ကဲ့ကိုစောကြီးနော်ကိုစောကြီးကျွန်တော်ဖုန်းနံပါတ်လေးတင်ထားတယ်ဗျာနော်အဲ့ဒီဖုန်းနံပါတ် Viber လေးလာဟိုင်းပြီးတော့ဘေးကြီးလေးများစော့ရင်လည်းလာခဲ့လို့ရတယ်ဗျာနော် အားပေးမှုတွေကျေးဇူးတင်ပါတယ် နောက်ကရသေးလားလေတင်ထားတယ်မကတော့2တွဲအလဲပဲမှာဗျာနော် ဒီရဲ့ဘာလေးပဲနည်းနည်းကောင်းလေးပြီးတော့ပါနေနော် ဟိုထားတယ်အတင်ပေးလိုက်ပြီကောင်းပါတယ်ဗျာတကြိုးဘာစားလို့တကြိုးကတော်တော်ကောင်းတယ်ဟုတ်တယ်ကိုကြီးနော်ကဲမကတော့တွဲ11တွဲပါဗျာနော်ရှိမှာတော့ ရှင်းပြီးလို့ရပါ မကတော့တမက်ပဲကွာဟတော့တယ်ဗျာနော်
ကဲဟိုမှာရဲကြောင်ကတော့ပြောနေတယ်ဗျာနော် ကိုကချင်းလဲမင်းဒီကွင်းပိုင်ကိုကွင်းနေတာအဲ့တော့ကွင်းမှာလူလည်းမသိဘူးလေနော် ဘောမှာဒီစစ်တာရေးလာတယ်ကွင်းတော့ဒါကြောင့်ကျွန်တော်တို့ဒီကြီးဆွဲတာပါလေဟာလာဆရာလေးတော့ဒီဘက်ကဝေးပါလားဘယ်လိုတော့မှာပြောဟမ်ဘယ်လိုတော့ငွေရော ကဲမကတော့အလဲပဲတွဲပါဗျကောင်းပါတယ်ကိုမိုးထက်အောင်နော်အဲ့ဒါကိုကရုံးကြီးကိုမေးကြည့်သိမယ်ဗျာနော်ကိုကရုံးကြီးလည်းတော့ဘေးနားမှာမရှိသေးလို့ဗျ ဟုတ်တာရရတယ် ကဲမကတော့တွဲလဲပဲပါဗျကောင်းပါတယ်တကြိုး လဲလေးတွဲပါဗျာနိုင်ကြောတော့ပါပြီနော် ကဲမကတော့လဲပဲတွဲပါဗျာနော်ဟာမိသွားပြီကလေးလေးအတင်ပေးလိုက်ပြီပါလာတယ်ထမ်းမိထားတယ်ကောင်းပြီအတင်ပေးလိုက်ပြီမိသွားပြန်တယ်ကဲစင်ခွက်တယ်ဗျာနော် ဒါကြီးဆွဲမြောက်လာမှာလေကလေးက ကဲမကတော့တွဲအလဲပဲမှာနော်မတ်တူမဲ့အခွင့်အရေးတော့ဂျိုးတော့ကတော့ဆုံးရှုံးလိုက်တယ်ဗျာနော်ဟုတ်ကဲ့ပါကိုတီးရရင်နော်ကျွန်တော် comment လေးဖြတ်လိုက်တယ်ဗျာနော် ဝင်းမရောက်လေတဲ့သူပဲဒီကပဲ နော်ခုချိန်ဒီ16ဝဲတယ်နော်11တွဲ11အောင်နော် ဒါမှလည်းမသိရှိရှောင်းနေရတာ ဟုတ်တယ်ကိုစောကြီးကိုဒါဘီဂျိုးထုတ်ပေးထားတယ်ပြီးသွားပြီကဲစင်ထွက်တယ်ဗျာ 11တွဲပါဗျာတွဲပါမှားကြည့်ရအောင် မပေးထားတယ်တင်းလေးကောင်းပါတယ်တင်းလေးကဲမကတော့တွဲ11ပဲမှာ ဖြစ်လာတော့နော်တွဲ ဒီနေ့နဲ့ကွန်ပျူတာကတော့သမက်ကြာထားတယ်ဗျာနော်ဥဆောင်ထားတယ်ဗျာနော်တွဲ11ပဲမှာဟုတ်ကဲ့ပါကိုတောက်ကြီးရေကျွန်တော်ပြောပေးလိုက်မယ်ဗျကောင်းပါတယ်ဂျိုး 11တွဲပါနော် ဟုတ်သူကကြည့်ရတူတယ်ဆက်တော့အားလုံးနိုင်ပါတော့နော် ပူထားတယ်ဟုတ်ပေးထားပြီကောင်းပါတယ်ကလေးလေးတင်းလေးတွဲလေးပဲမှာပဲ တော့လဲတော့မရွေးရပြေပြောင်းလေးဝေးရလေးနေတော့လေ ကုန်ရပဲ ဘောပါဝေးဖို့အခုကြောက်ဝေးနေနေတာ တက်ခုရတယ်လေဟော ပြီးပါပြီဗတ်ထားတယ်ထမ်းမိထားတယ်ကလေးလေးကောင်းပါတယ်ဗျာနော်ဟုတ်ဆိုတဲ့အမက်ကိုရမယ်အခွင့်အရေးတော့လေးလေးကောင်းပြီတော့ဆုံးရှုံးလိုက်တယ်ဗျာနော်ထောင်ကြီးနေမားခဲ့တဲ့အတွက်တော့စပြီးပြန်ပေးလိုက်ရတာကိုတော့တွေ့မြင်ထားရတယ်ဗျာနော် တော့ပါဘူးဒီဘက်မှာတော့မားရတယ်လို့ပြောရမှာနော် ကဲမကတော့11တွဲပါဗျထားတယ်ပြီးသွားပြီကဲဗျာကြော်လာရင်တော့နော်အမတ်တမတ်ပြေးလိုက်ရမယ်ဗျာနော်ဒါပေမဲ့မကြော်လိုက်ဘူးဗျကလေးလေးဘယ်လိုဖြစ်နေတာလဲတဲ့ကိုစိုးရောစတော့မပြောတတ်ဘူးဗျာနော်ကဲစပစ်ထပ်ဝေးတယ်ဗျာမကတော့11တွဲပါဗျဟုတ်တယ်ကိုမျိုးရေနော်
ပေါင်းလိုက်တာဗျာသေးလေးဒီမှာကတော့တွဲအလေးပဲမှာစားပြီးကလုံးပေါက်ပြီးတော့ဟုတ်11ဖြစ်သွားခဲ့ပါပြီဗျာနော်လက်သားလေးတော့တော်တော်မြန်တယ်လို့ကျွန်တော်မြင်တယ်ဗျာနော်ဓာကြီးနေနော်ပေါက်သွားတာထိုးထားတယ်အေးစားပြီးနေငယ်ဝေးသွားတယ်ဗျာကဲမြတ်ကတော့11ဟုတ်ပါဗျာ 我对吧？那我说有的咱也要咱也少点，你昂咱要的那我也少点，人家家里，你别个对没啦？ မာတင်ပေးလိုက်တယ်ပေါင်းလိုက်တာဗျာတေးလေးနော်ကဲမြတ်ကတော့ဟုတ်11ပါဗျာနော်ကောင်းပါတယ်တချို့ကဲမကတော့ဒဲပဲဟုတ်ပါဗျာနော်အပပကောင်းလို့ပါတယ်တေးလေးနော်ဘယ်လာတင်ကထားရောက်သွားဒီနောက်နှစ်ဖောတော်တော်ကြီးလို့ကောင်းနေဗျာနော်ဟုတ်တယ်ကိုတစ္ဆာကြီးနော်တာတင်ကတော့ကြာတာဟုတ်လားညာတာတော့ခဏနေနေပြီဘယ်ပါမလဲခဏခီးရအောင်မိဘကဲစင်ထွက်တယ်ဗျာနော်ကဲမကတော့11ဟုတ်ပါနော်ချင်းဝမ်းမို့တော့ဘာလို့ကြားနာလားကောင်းနေဗျာမိထားတယ်ရိုးမာတင်ပေးလိုက်ဗျာမိတဲလေးထမ်းမိထားတယ်မာတင်ပေးထားတယ်ကဲမိပေမဲ့လည်းတဲလေးရဲ့ပုတ်ချီပိုက်တိုးသွားခဲ့တဲ့အတွက်တော့အမကတော့တွဲဟုတ်ဆိုတဲ့အမကတော့ရရှိသွားခဲ့ပြီဗျာနော်လက်ချီမှာတော့ကလေးလေးဂျိုးတော့တွဲကောင်းပြီသေးလေးတော့ဟုတ်ဆိုတဲ့အမှန်နဲ့တော့နော်ပွဲတော့မြိုင်းဆိုင်နေပါပြီဗျထိုးထားတယ်ပေးလိုက်ပြီကောင်းလိုက်တာလိုက်တယ်ဗျာတကြိုးချင်းအောင်လည်းမေးချင်းအောင်လည်းမေးချင်းအောင်မရဘူးလားလေးလေးပဲပေါင်းလိုက်တာတကြိုးကဲမကတော့ကဲဟုတ်ပါဒီစီပေါင်းလိုက်တာမကတော့ဟုတ်ကျွဲပါကောင်းမယ်ဟုတ်တယ်လူတော့နားမလားကောင်းလိုက်တာဗျာတကြိုးအပပပပြောင်းလိုက်တာမကတွဲဟုတ်ပါဗျာငါချောချီတီလူကအပပပနော်မနာတော့ရလာတယ်နော်ဒီကောင်ချွေအောင်မင်းပါကြီးကတော့ခုနဘက်ခက်ငါးဝက်နိုင်ပါတယ်တင်းလေးမနာဆုံးရဲ့ဒီတော့မနိုင်ဘူးဒီလိုခုနဘက်ကပတ်ရဝက်နိုင်မှာပဲဒါကိုမသိဘူးဟိုဒီဟာကလေကိုမေးအောင်မဟုတ်ဘူးလားဟုတ်ပြီအောင်မဟုတ်ဘူးပဲမဟုတ်ဆုံးကြီးပဲဘယ်တော့မှအောင်းမလည်းဝဲအောင်းမလည်းတာလည်းမဟုတ်လေးလေးအတင်ပေးထားတယ်အားမတော့လိုက်တာဗျာဒီမှာတွဲဟုတ်ပါ
လိုလဲရဟုတ်ပါဗျာနော်ရ ဒီဘက်ကလက်အထောင်မှန်ဖိုက်တာတက်လုံးကောင်းမှပွဲကြရင်ဟုတ်ကဲ့ပါကုသစ္စာရနော် ဘယ်လိုလဲညီမရဲ့နေပြီးပဲလေးဟုတ်နေတယ်မင်းအောင်လေ ကောင်းလိုက်တာဗျာကဲမကတော့ဟုတ်တွဲပါဗျာနော်ဆယ်တောက်နေနဲ့ဇေတောက်ပြီးတော့စောတာကိုတွေ့မြင်ရမယ်ဗျ အဲ့ဒီမှာတော့ဘာလို့လဲ ကောင်းပါတယ်တချို့ ဟုတ်ပါအဲ့ဒါကိုကျန်တော့ကမ္ဘာစံပါပါနော်ပြောင်းနေတော့ရက်တက်နေတယ်ဗျာနော်ဒီလေးခေါ်လိုက်တာတိတိ ဟုတ်တွဲပါဗျမကတော့ဟုတ် ကျွန်မဟုတ်တွဲပါ ကဲကောင်းပြီစာပေထိုးရတယ်လူတစ်ချက်တီးရတယ်ကလေးတွေမားတီးရတယ် ခေါ်လိုက်တာဗျာနော် ဟုတ်ပါနော်ဇူးကောင်းနေတာနော်ဟုတ်ခိုင်ပါ ဟုတ်တယ်ကိုဆိုရင်နော် ဟုတ်ပါနော် ကျွန်မကတွဲဟုတ်ပါ ကမတ်တာလက်ရှိတော့မယ်ဆိုတော့ လေးလေးထိုးရတယ် တီးရတယ်ကောင်းပြီမားတီးရတယ် ခေါ်လိုက်တာတိလေး ဟုတ်တွဲပါတွဲပါဟုတ်ပါတော့ရတယ်မတ်တော့ရေးအမနိုင်နေပြင်ဘာလို့တော့ပါလဲဒီကရဲထိုးလိုက်ပြီ လေးလေးအတင်ပေးလိုက်ပြီကောင်းပါတယ်ဗျာတချို့နော်ကဲဘက်ကတော့တွဲဟုံးနဲ့တန်းအောင်ခေါ်ထားတယ်ဗျာ အားတော့ကြားနေပါပြီမကွဲဟုတ်ပါတယ်တွဲဟုတ်ပါတယ်နော်တွဲဟုတ်ပါဟိုဒီရတယ်တာကြီးတွဲဟုတ်ပါနော်ဟိုးဟုတ်တွဲနေတယ်တော့ပြန်တရားဝင်ငါးကတော့ဖြစ်သွားပြီနော် ရင်းတော့ဖဲပြီးပါတဲ့လို့ပြောရပါမယ်နော် ညမအောက်မှာတော့တောင်းပြရတယ်နော်ဟုတ်တယ်ထုတ်ထားပြီတဲ့ခေါ်လိုက်တာတေးလေးဟုတ်တွဲပါဗျာကျွန်မဟုတ်တွဲပါဂျိုးရှိကိုဖြုတ်ကမှာအမှတ်ရမယ်ဟုတ်ကဲ့ပါကိုတချို့ခေါ်လိုက်တာတချို့ကဲတွဲဟုတ်ပါပဲဗျာနော်ဒီပွဲစီမှာတော့ညီထားတယ်ဘယ်လိုလာမလဲတော့မသိဘူးဗျာနော်ခေါ်လိုက်တာတင်းလေး ဟောစာရွက်တွေထွက်လာပြီ ဒီမှာကတော့ဟုတ်တွဲပါ တွဲပါဗျာနော်နော်ဒီကွန်း24တွေပေါ်လာလားဟုတ်တယ် အိုပန်ပွဲမရှိဘူးလားညီတဲ့ကိုကြီးအိုပန်ပွဲရှိမယ်ကိုကြီးနော်တော့တလုံးမှာသူတို့ပွဲတွေဆက်နေတယ်ဗျာနော်လက်ရှိမှာလဲရာသမားဆုံးဆုံးလေးလေးရောက်နေတယ်ဗျာနော်တားနိုင်ဆိုးလေးရောက်နေတယ်ဗျာဝနာတို့ဇာကြီးတို့ကြားပါလို့ရှိတယ်ဗျာနော်မင်္ဂလာပါကွာစင်နဖန်လေးလေးမတင်ပေးထားတဲ့တကြိုးကောင်းပါတယ်ဗျာနော်တွဲဟုတ်ပါဗျာဒီမှာကတွဲဟုတ်ပါဟုတ်ထားတယ်ဒီထားပြီကောင်းလိုက်တာဗျာသေးလေးတွဲပါဒီမှာကတော့ဟုတ်တွဲပါ
ဒါတွေမှာထိုးထားတယ်အောင်လိုက်တာဗျာတချို့ဟုတ်ပါနိုင်နာနဲ့ရန်ကုန်တွေကဝေးလာတယ်တော်ကောင်းတယ်ဝေးတယ်ကိုရင်တော့နိုင်နာနဲ့ရန်ကုန်တွေကတော်ကောင်းတယ်ဒီလာတယ်အောင်လိုက်ပါဗျာအသေးလေးခဲပြောပြီးတော့စော့နေပြီဗျာနော်အပင်းရောတွေ့ရတယ်နော်ဘေးမှာပုံနေနေပေးရှိတယ်ဟုတ်ပါတယ်ဗျာရှိတယ်ဗျနော်ဗီဒီယိုလိုက်တယ်နော်ကဲမကတော့ဟုတ်တွဲပါဗျာရိုးထုတ်ထားတယ်တင်ပေးလိုက်ပြီဟောလိုက်တာဗျာတကြိုးဘာလဲပြောလေးကဲမင်းဝင်လဲတကြိုးကတော့ပြောပြီဗျာနော်ဟုတ်တော့မင်းဝင်လဲနော်ကဲပြောစော့ကုန်ဗျာနော်ဘိုးကြီးရရတယောက်ကြည့်ရင်ညှိရပေါ့ဗျာဒါမင်းပါတာအမြင်နဲ့ကြည့်ကြကြနော်ဒီလဲဆိုတော့သာသနာချင်းချင်းကနားလဲမှုတွေရှိကြတယ်ဗျာမမလည်းစားရင်နောက်ဆော့မှာနော်ကိုရလည်းမြိုင်ပါပဲနော်အစားတွဲဟုတ်တွေခုဖြစ်နေတဲ့အတွက်ကတော့အမှတ်ကတော့တက်ဖို့တော့မလွယ်သေးဘူးဗျကဲအမှတ်ကတော့တွဲဟုတ်ပါဗျာနော်ကဲဘာလို့ဆက်ဖြစ်လာအောင်မလဲထူထားတယ်သေးလေးထုတ်ပေးထားပြီမတင်ပေးထားတယ်သေးလေးပဲဟောင်းပါတယ်သေးလေးကဲအမှတ်ကတော့ဟုတ်တွဲပါဗျာနော်ဒီနေ့တက်ရေးရနော်ရိုးရီအောင်လို့လေရိုးရီရရင်လားဟုတ်တွဲပါထူထားတယ်လေးလေးပေါလိုက်တာဗျာတကြိုးကဲတကြိုးကတော့ဆော့တယ်ကျိုးကတော့ခွင်းရနေငါ့ကိုစိန်ခေါ်နေရနော်တတိရှိမင်းဝင်လိုက်တယ်နော်တွဲဟုတ်ပါ12မိနစ်ပါသုံးမှတ်ပါနော်ကဲအမကတော့တွဲဟုတ်ပါဗျကလေးလေးနဲ့ခေါင်းကြီးဆိုဘာလို့ခွဲပြထားရတာလဲထူထားတယ်ရှင်းမဒီလေးမာတာပေးပြီပေါလိုက်တာဗျာနော်ကဲမကတော့ဟုတ်တွဲပါဗျာနော်ဒီလေးကတော့စားပြီးပြောင်းထိုးမယ်လို့ပြောထားတယ်ဗျတော်စင်ကလေးလေးပါနော်ဟောကတဲ့ဒီဘက်ကဖြစ်တယ်ဒီဘက်ခေါင်းယူမင်းတော့ခိုင်းရတာပါနော်ဘောကတော့တော်တော်တော့လာနှုတ်ဆက်နေပြီပါဒီလိုလည်းပဲဟုတ်မလဲကိုရဲလွင်ကျော်နော်ကိုချင်းချင်းတာစရနောက်နဲ့ဆော့ကြတာပါဗျာနော်ကဲမကတော့ဒီလေးထိုးရတယ်ကဲဒီလေးစားပြီးပိုက်တိုးတယ်ဗျာတွဲဟုတ်ပါဗျာနော်ကလေးလေးနဲ့တကြိုးကတော့ဒါတွေပြောနေကြပြီဗျာနော်စားပေးထိုးတာမပေါက်လို့လေစားပေးထိုးတာမပေါက်လို့ပြောထူထားတယ်ပေးလိုက်ပြီပေါက်လိုက်တာဗျာသေးလေးကဲမကတော့ဟုတ်တွဲပါဗျာနော်တိုးတော့နိုင်တယ်နော်ဒီပေါ်ကအနေအများတွေဗျထူထားတယ်ကျွန်တော်တို့ပေါက်လိုက်တာဗျာကဲမကတွဲဟုတ်ပါမင်္ဂလာပါမမိုးကြီးနော်တွဲဟုတ်ပါဗျာဒီများမှာကိုယ့်ကတော့ကြားဝါးယူတယ်လုံးဝဟောပါတယ်တင်းလေးတွဲပါတွဲပါတော့15လုံးလောက်တွဲပါပြီနော်တို့သင်ပြေတော့ဟုတ်တယ်မမတက်သေးဘူးဗျာဟုတ်တယ်နဲ့ထိုးပါကိုကြားဝါးယူဟုတ်တယ်ကိုသားထိုင်နော်ဟုတ်တယ်တကယ်ပြနော်ကောင်းလေးတင်နေဆော့နေတာတကယ်ကြီးတယ်ဗျထိုးထားတယ်ဒါဂျိုးဗတ်ထားတယ်ကောင်းတယ်ဗျာနော်သွားတယ်ဂိုးတွေမှာပြတ်မယ်နေတာနော်ကျမကတွဲဟုတ်ပါပဲဗျာဟောကိုစနေဖန်ထိုင်းပါလားဗျာကဲတေးလေးပါသွားပြီကဲကောင်းပါလေဗျာနော်ကဲဟုတ်တူပွဲပြီးတော့ဆင်းသွားခဲ့ပြီဗျာနော်နော်ဒီရက်တစ်ပတ်မှာနော်ဗချင်းလေးထိုးခဲ့ပြီးတော့ဒီနေ့လည်းခေါင်းပြနားလဲမှုလွဲပြီးတော့နော်ခေါင်းချင်းပါသွားခဲ့တဲ့အတွက်တော့ဟုတ်တူပွဲတူဆိုတဲ့အမက်ကိုတော့ပြန်ရောက်ရှိသွားခဲ့ပြီဗျာနော်ကဲလက်အောဆိုတော့အမက်ကိုတော့ဆင်းရှိသွားပြီဗျာနော်ကဲဘာတွေဆက်ပြေးလာအောင်လဲကဲမဲ့နောက်တဲ့
နာမတီတီစက်ကစားရအောင်မယ်ဗျဆယ်ကုန်မယူတော့ဘူးလေရုံးမကြိုက်တော့လို့လေဗျာနော်ကဲတန်းအိုးဆိုတော့အမှတ်ကိုတော့ဆင်းရှိသွားခဲ့ပြီဗျာကဲဘာတွေများဆက်ဖြစ်လာကြအောင်မလဲဗျာဘာတွေရှင်းမအဲ့မကြော်လိုက်ဘူးဗျကိုတေးကြလားပြောတေးကြကိုတော့ပဲမှာရှင်းလေဘာမလို့ကြောကိုစိုက်ပါနိုင်တော့ယူဟုတ်လေတေးကြထိုက်ပါဟောပါတယ်တချို့ကဲမကတော့တန်းအိုးပြန်ဆင်းသွားပြီဗျာနော်ဂျိုးစားပေးပါဗျာတင်ပေးထားတယ်ကဲတေးလေးပုတ်ချင်းဖောင်းသွားခဲ့တဲ့ပြတော့တချို့ကလေးလေးတို့ကတော့ဥဆောင်မတ်ကိုရရှိသွားပြီဗျာနော်လည်းပဲတန်းပါဗျာမောင်းလိုက်တာတန်းအလဲပဲမှာဗျာတော့တန်းအလဲပဲမှာခီကုန်ညီကုန်ထုတ်တဲ့တရေကလည်းဟုတ်တယ်လို့ဗတ်ထားပြန်ပြီတချို့နော်တေးလေးနဲ့ခေါင်းပြူတော့နော်ကျိုးရဲ့ဗချင်းနေတော့ကလိနေတယ်ဗျာနော်ရှေ့ချမလို့နောက်ချမလို့အသာလေးရှင်းမှာဖက်ဖက်ထားခဲ့တာဗျာနော်ကဲမဲ့11တန်းမှာကဲတချို့စပြီးဝေးသွားခဲ့တယ်ဗျတန်း11မှာကြားတယ်တော်တော်ဝေးနေတာစစ်ကြောက်ပါရပြီးတာဘောကြီးဆွေးရတယ်ပြောလို့ရတယ်နော်ဘောကြီးတို့တွေးပါဘောကြီးတို့တွေးပါဘောဒီဘက်ကဒီတန်းလာတဲ့ချိန်ကတော့တိုက်အစားပေးတိုက်ရပြောင်းသွားပြီခိုင်ကပါပြောင်းသွားပြီဟုတ်တယ်ကိုဖြိုးကြည့်ရနော်ဒီဘက်ညကတော့ဒီလေးကတော့မတောင်းစားဘူးဗျာနော်ဟိုကတော့ကျိုးတော့နေပါတော့စလိတ်တော့တာကျွန်တော်ပြင့်မိထားတယ်ဗျပါဝါပြန်ပြီပေါင်းပါတယ်ဗျာနော်ကဲဒီမှာကတော့တွဲတန်းဖြစ်သွားပါပြီဗျာနော်အမတ်တာရနေပြီနော်တကြိုးတော့ပြန်လဲဥဆောင်နေတယ်ဗျာနော်အမတ်တွဲတန်းမှာတကြိုးတော့တွဲဒီလေးကောင်းပြီတော့တူးပါဗျာနော်တန်းပါဗျာနော်ဒီဘက်မြတော့ကြည်ကောင်းတယ်ဟုတ်တယ်ကွာစင်နေဖိုင်နော်ဘယ်တော့တော်တော်မြတယ်ဗျမတွဲတန်းပါဗျကဲဆမ်းမဲ့တွဲတန်းဗျာနော်ကောင်းပါတယ်သေးလေးဝေးရတော့နိုင်ဟုတ်တယ်ကိုမြတ်ကျော်ရင်ကိုအောင်မြတ်ကျော်ရင်နော်အမေနဲ့ပွဲမပြီးသေးတော့ပြောလို့တော့မရသေးဘူးဗျဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ကောင်းပါတယ်တကြိုးကိုသစ္စာနော်ပွဲကြခြင်းတော့မှတ်ထားတယ်ဟုတ်တယ်ကိုကြီးနော်တနားကြီးကြော်သွားပြီဗျထူထားတယ်ကောင်းပါတယ်သေးလေးကျမကတန်းတွဲပါဗျဒီဘက်နေ့ရှုံးပြီးတယ်မမေသားပြောလို့မရသေးဘူးဗျကောင်းပါတယ်ဗျတချို့ကျမကတော့တွဲတန်းပါကောင်းလိုက်တာသေးလေးကလေးထောက်လေးမထီးနေတာလေးကောင်းပါတယ်တချို့နော်ဟိုပါလေဗျတွဲတန်းပါ
ခေါင်းလိုက်တာသေးလေးနော်ပြီးပါပြီကောင်းပါတယ်သေးလေးကဲကောင်းပြီပဲဆယ်ကြီးနဲ့အတူတော့သေးလေးတော့တမက်ရသွားပြီဗျာနော်လဲပဲတွဲပါဟုတ်ကြပါလူရောင်ကိုဟုတ်တယ်ကိုပြောရင်နော်အဲ့လိုပွဲတွေရှိမယ်ဗျကောင်းပါတယ်တချို့နော်ကဲမကတော့တွဲအလဲပဲမှာဗျကြားတယ်မိပါပြီကဲစင်ထွက်တယ်ဗျာဟာလေရဒီမိပါဗျာဒီကတော့တန်းတွဲပါဒါရင်မျိုးမရှိဘူးလေးတော့ဝင်ခိုင်းလိုက်တာ11တွဲပါဗျ sorry ပါဒီလုံးစင်ဒီလေးတော့11ကျိုးတော့တွဲပါဗျဒူထားတော့မဲ့ကြားထဲမှာကောင်းပါတယ်တချို့နေပါလေးစားပြီးတိုင်ထိသွားတယ်ဗျတွဲလဲပဲမှာတောင်းလိုက်လို့ဂျိုးထုတ်ထားတယ်ကောင်းလိုက်တာတချို့ကြားပေါက်လေးရှိလာတယ်ကွာစင်နယ်ဖန်ဟုတ်ကဲ့ကွာစင်နယ်ဖန်ကြားပေါက်လေးလည်းရှိတယ်ဗျာနော်ကြားပေါက်လေးရှိတယ်ဗျဖမ်းတယ်ကြားတယ်ရှိတယ်ဘုံလုံးကြားပေါက်လေးဟုတ်တယ်မနေ့ပြန်တော့ဒီမှာဒီပွဲနည်းနည်းညှို့ကောင်းပါတယ်ဗျာသေးလေးအဲ့လိုထိုးခိုင်းတာသားရကောင်းတယ်ပါလာပြီကောင်းလိုက်တဲ့တကြိုးနော်ပါချင်းကိုဆက်ထားတာနော်ပေါင်ဖြန့်အားနေတော့နော်ထိုးတိုက်ချင်းတကြိုးအဲ့ဒါမှန်းလုံးတော်မှာလည်းစားလာလားမိပါပြီကောင်းပါတယ်ဗျာကဲဟုတ်11ဖြစ်သွားပါပြီဗျာနော်နော်ဒီလေးအငတ်ကိုတော့ကလေးလေးကစောင့်ချိပြီးတော့နော်တလုံးဆယ်သွားခဲ့တဲ့အတွက်တော့ဒီလေးကလေးလေးတကြိုးတော့ဟုတ်ဆိုတဲ့အမက်ကိုတော့ရရှိသွားခဲ့ပြီဗျကဲမက်ကတော့ဟုတ်11မှာကဲခောက်ချိုးတွေကတော့ဇော်ထိုးတွေဖြစ်ကုန်ပြီလားတော့မသိဘူးဗျာနော်ဘာတွေဆက်ဖြစ်လာအောင်မလဲဆိုတာကတော့ဒါတဲ့ကောင်းပါတယ်တိလေးကဲဒီပွဲစဉ်ကိုလည်းနော်မနေ့ပြန်ကြားလို့ရှိရင်လည်းနော်နိုင်ရှုံ39ကွင်းမှာပြန်လဲပြီးတော့တည်ထားတယ်ဗျာနော်ကျွန်တော်ပိုစတာလေးတစ်ခုပြန်ထုတ်ပေးအောင်မယ်ဗျာနော်မနေ့ပြန်39ကွင်းမှာလည်းဒီနှစ်ဖက်ရိုးထိုးပဲနော်ပိုက်9ပေ30နဲ့တေးလေးကောင်းဖြူလေးတကြိုးနိုင်ရှုံပြန်တည်ထားတယ်ဗျာနော်39မှာလည်းမနေ့ပြန်39မှာတည်ဝဲရှိမယ်ဗျကဲမကတော့ဟုတ်11မှာဒီမတ်တွေကတော့ပြောင်းပြန်ဖြစ်ကုန်နေဗျာနော်ပြင်ပေးထားတယ်မိသွားပြီကဲစင်ထွက်တယ်ဗျာနော်တကြိုးနေရာမှန်ပေမဲ့လည်းနော်တေးလေးရဲ့ပုတ်ချင်းကောင်းခဲ့တဲ့အတွက်တော့ချင်းတော့ဆင်ပြီးတော့နော်စားပြီးပြန်ယူထားတယ်ဗျာတေးလေးနဲ့ခေါင်းပြူကတော့ကောင်းပါတယ်တကြိုးကဲအမကတော့ဟုတ်11မှာနော်ဟုတ်တူပတ်တူမစင်းခင်မှာတော့ဒီလေးနဲ့ခေါင်းပြီးတော့ဟုတ်ဆိုတဲ့အမကိုရရှိထားပြီးတော့ဟုတ်11နဲ့အတူတူပဲဟုတ်တူပတ်တူပြန်ဆင်းတဲ့အချိန်မှာတော့ဂျိုးကလေးလေးတော့ဟုတ်ဆိုတဲ့အပြန်ဟုတ်ဆိုတဲ့အမကိုရရှိထားတယ်ဗျာနော်ဟုတ်11မှာထူထားတယ်တင်ထားတယ်တေးလေးမိသွားပြီတကြိုး
ခေါင်းနဲ့ပတ်ထားတယ်ကောင်းပါတယ်ဗျာနော်အမကြီးတွေမှာတော့တကြွတော့ဆယ်ပြီးတော့နော် point ဆိုတဲ့အမတ်ကိုတော့ယူရှိသွားပြီဗျ နေပြီပါ ကင်မကတော့ point 11ပါဗျာနော်တဲ့အားရဖြစ်လာအောင်မလဲဆိုတာကတော့နော်ရောင်းမြန်နေဖြစ်ကုန်တယ်ဗျာနော်နော်ဒီဘွဲစီကနော် KO ဗျာနော်စပိုင်းမှာတော့11နော်အမတ်တွေအကွာရနေပြီးတော့ဒီဂျိုးတော့ကတော့ hold to point ဆင်းပြီးတော့အခုတော့ point ဆိုတဲ့အမတ်ကိုပြန်လဲရရှိထားတယ်ဗျ point 11မှာဂျိုးချင်းပါကဲ point မကြော်လိုက်ဘူးဗျာ ငါရင်းတယ်မင်းတို့ရင်းရမှာလိုက်တာဟုတ်တယ် ကဲမကတော့11 point ပါဗျကောင်းပါတယ်တချို့နော်ကဲမကတော့ပြောင်းပြန်နေဖြစ်ကုန်ပြီဗျာနော်ကောင်းပါတယ်သေးလေး ကဲအမကတော့11 point ပါဗျနော်ဟောက်တူပိုက်တူပြန်ဆင်းပြီးတော့နော်တော်တော်ကွာဟာသွားခဲ့တယ်ဗျာအားနာပြီပြန်ပြီးကောင်းပါတယ် point 11ပါနော်မာနေမိတာလေ ကောင်းပါတယ်သေးလေးဂျိုးကတအားကောင်းတာလေကစားဟုတ်တယ်ဗျကိုစောနော်ကျွန်တော်ဟုတ်တူပိုက်တူဆင်းမိတဲ့အချိန်မှာတော့နော်ဂျိုးတောက်လျှောက်နေ10တယ်ဗျနော် နိုင်မှာကြည့်နေရတယ်ငါတော့မကြည့်ဘူးနော် ကောင်းပါတယ်တချို့ နေပြီမှာ ကဲမကတော့11 point 11ပါဗျာနော် ပုံမှန်ကြီးပွိုင်းတော့ပွိုင်းနော်ရုပ်ဆုံးတတ်နိုင်မှာကြည့်ပုံမှန်ကြီးကိုတင်လိုက်တယ်ဘာမှမကြည့်အချိန်ကလည်း ကောင်းပါတယ်ဗျာသေးလေးကဲမကတော့11 point ပါဗျာ 1 point ပါ ဖတ်ထားပြန်နေတချို့နော် point 1ပါ နော်တချို့ကတော့နော်ကလိကလိဖြစ်အောင်လုပ်နေတယ်ဗျာနော်အသေးလေးနဲ့ခေါင်းပြိုတော့ဟုတ်တယ်ဟုတ်တယ်ကိုစောရင်နော်ကောင်းပါတယ်ဗျာအသေးလေးကိုစောရဟုတ်တယ်နော်ကိုစောကွင်းထဲမှာဆိုအများကြီးရမှာနော်ဟုတ်တယ်16ယူမှာဟုတ်တယ်ကိုစောရခုနကမှကွာလို့အကိုတော့မကြည့်ရတော့ဘူးစိတ်ထဲမှာပြီးသွားပြီအာဟုတ်ကဲ့ပါကွာဆင်းနေပိုင်းကဲနေဝေးသွားတယ်ဗျာနော်ခေါင်းပြရဲ့စားပြီးကတော့ပိုက်ထောက်ပြီးတလုံးပေါက်သွားပြီဗျာနော်တွဲပွိုက်ပါဗျ ဟိုလုံးဝလည်းကြာတော့အေးအောင်နေခဏနေကြည့်နေလားဘိုးဆိုင်မပေါက်တာကြောင့်မို့ကျန်တာမင်းတို့ဝါတယ်မလို့မပေါက်ဘူးချင်းတဲ့တက္ကသိုလ်မင်းတို့ကချင်းနေတယ်ဒါတော့ဒီမှာဒါတော့ကျွန်တော်ဆိုင်တာကိုကြီးပါနော်ကဲဒီဘွဲဘယ်သူနိုင်နိုင်ဆိုင်တာကိုကြီးကသူ့လုံးကိုတသေးနေတယ် ဟုတ်တယ်ကိုမလိုက်သားလေးနော်16တွေတန်မထွက်တော့ဘူးဟုတ်တယ်ဗျာနော်ဟေးကောင်းပါတယ်တချို့ point တွဲပါဗျာ ကျွန်တော်တော့ဖောက်လိုက်ပြီနော် ဂျိုးခောက်ချိုးနေမိသားတယ်ဟုတ်ကဲ့ပါ ဆက်လာလိုက်ရမလားကောင်းပါတယ်ဗျာဆင်းလေးဘာရင်မကြည့်ပါနဲ့တွဲ point ပါဒီမှာကတော့တွဲ point ပါဗျာနော်ဂျိုးပဲကွာဟုတ်ကဲ့ပါကိုဆိုရင်ကဲဒါကတော့ထားတယ်ကဲကောင်းပါလေဗျာနော်ဒီလေး fast ball ရန်သွားပြီမယ်လေ
နော်တင်ကြီးကောင်းခဲ့တဲ့အတွက်တော့စားပြီးပြန်ယူသွားပြန်တယ်ဗျာနော်ကဲကောင်းပါလေဗျာ ကွိုင်းတွဲပါဗျာ ပွိုင်တွဲပါ မိုးပါတော့နော် သူရင်းအောင်ကတော့ကနေချင်းလုံးဟုတ်တယ်အေးကောင်းပါတယ်သေးလေး တွဲကွိုင်းပါမင်းဘလို့ကြားရအောင်နော် အိုင်လုံးငယ်ရလဲလာရီခွဲပြီးတော့နော်လာရီ ကောင်းပါတယ်ဗျာကျိုးကဲမကတော့ပွိုင်တွဲပါဗျာဇက်ချိန်နေရတော့ပိုတက်နေဗျာနော်ပွဲစားချင်းနဲ့တော်တော်ကြာချိနေဗျာနော်တနားကြီးကြော်သွားခဲ့ပြီဗျာကဲရစ်ထားတယ်ပါပါပြီကဲကောင်းပါတယ်ဗျာကဲတကြိုးနဲ့ကလေးလေးတွေကတော့ပွဲဦးတော့အဆုံးသက်သွားခဲ့ပြီဗျာနော်ကဲမကတော့15မဲ12မဲဆိုတဲ့အမှတ်နဲ့ ကျော်ပြီးတော့ဒီမိုက်တယ်ဟော ဟုတ်လား ဘုကလောမနေ့ကသားငယ်လေးမနေ့ကလည်းဘူးသားငယ်လေးဒီလည်းမသိဘူးလည်းသားငယ်လေးဒီနေလည်းဒီတော့တို့ ဟုတ်လားအာကဲနော်ကျွဲပွင့်ဆိုတဲ့အမှတ်မှာတော့နော်ဂျိုးနဲ့ကလေးလေးတွေကတော့ချိန်အောင်ပြီးချင်းခွင်းမှာတော့အနံ့ရရှိသွားခဲ့ပြီဗျာနော်နော်နော်ဘေးနားနေနောက်ကနေတော့ကလေးလေးနဲ့ကောင်းပြီးကိုကွန်ထရိုးပေးလေးနဲ့ငါအောပါဗျာနော်တကယ်ကောင်းနေဗျာနော်ဒီဂျိုးနဲ့ကလေးလေးကတော့နော်ကောင်းလို့အားကြီးပါတယ်ဗျာတဲ့ဒါတော့ကဲကောင်းတယ်ဗျာကလေးနဲ့တကြိုးနော်နော်တကြိုးရဲ့10ကြီးနေနော်တကယ်ကောင်းတယ်နော်မနေ့ပြန်มาလဲ39မှရှိသေးလားတပွဲရှိသေးရနော်တပွဲကြံသေးတယ်ဗျာမနေ့ပြန်ကြလို့ရှိရင်နော်ဒီတိုင်းပဲနှစ်ဘက်ရိုးထိုးပါစာအောက်ခံပဲဗျာနော်ဒီပွဲကိုလည်း39ခုမှပြန်ဆော့ပေးမယ်လေတကြိုးတော့နိုင်ရှုံရှုံနော်တကြိုးတော့15မဲ့12မဲ့ဆိုတော့ပုတ်တူပိုက်တူဆင်းပြီးတော့အနံ့ရရှိသွားတယ်ဗျာနော်ကိုကလာအဲ့ဒါကိုရပွဲတွေဆက်နေတယ်ကိုကြီးကဲကိုလာကုန်နဲ့အဲ့ဒါကိုကြီးနဲ့တော့ပွဲတွေချနေမြင်ငါလားကိုကြီးကလာဟိုပြန်လာကဲကိုကလာမကိုကလိုင်းသားကိုကြီးနဲ့ကိုလာကုန်နဲ့ပွဲတွေညှိနေပြီဗျကဲဆောင်းကျွန်တော်တော့တက်ပြီးနေတယ်တိုက်ပြီးထောက်လို့ဆက်ရလို့လာလာရကြဆက်ဘက်ကအစုံသက်လားသုံးသက်လားနစ်ဖြစ်ပြီလားဒီနဲ့ရဲတောင်နဲ့အားနဲ့ပဲလေးနဲ့ဖြစ်ဘူးလားတုံးကြောလားဟာသုံးကြောလို့တုံးကြောလို့ကြားပြီတော့အပေါ်အဲ့6ပဲပဲအစုံကြောအပေါ်ဘူးနဲ့နေတယ်သုံးလားကဲဘူးနဲ့နေမလဲလို့မောင်ကြီးခေါ်နေတယ်အတော်ပြီလားအိမ်တော့အောင်တက်ကြီးပြီလေနိုင်လားကိုကြီးနဲ့ကိုလာကုန်နဲ့ပွဲတွေတိန်နေဗျာနော်နောက်တစ်ယောက်တော့ကြောင်းကြတယ်အော်ဒါလည်းအဲ့ကောင်ရုံးကြတယ်နောက်တစ်ယောက်သူကသူကြိုက်တဲ့ကောင်ကောင်းတယ်ဆိုအဲ့ကောင်စောင့်ဘူးနောက်တစ်ယောက်ခေါ်ပါဦးကဲအားလုံးပဲနော်ဝါသနာရှင်တွေအားလုံးဒီနေ့ပွဲကိုနှစ်သက်အားရလိမ့်မယ်လို့ထင်တယ်ဗျာနော်လက်ရှိမှလည်းနော်ပွဲကောင်းနေရှိအောင်ပဲဗျာနော်ကဲဒီပွဲစဉ်လည်းမနေ့ပြန်ကြရင်လည်းကျွန်တော် live 39မှာလွှင့်ပေးမယ်ဗျာနော်အဲ့တော့ဝါသနာရှင်တွေအားလုံးနော်တယောက်ချင်းစီအောင်ကျေးဇူးတင်တယ်ဗျာနော် live လေးချခွင့်ပြုပါ